ကဆုံလာရဲ့နေကြီးစုစုအောင်မှာနေထူးနေမြတ်တည်းရဲ့ရောက်ရှိလို့လာပြန်ပါပြီ။ဒါကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာကဆုံလာပြည့်ဗုဒ္ဓနေ့ပဲဖြစ်ပါတယ်။ဗျာဖွားပွင့်ဆန်ဒီမတ်တိုင်လေးခုဟာကျွန်တော်တို့မြတ်စွာဘုရားရှင်ရဲ့ဘဝဖြစ်စဉ်တော်ထဲမှာအထူးခြားဆုံးအဖြစ်အပျက်တွေပါ။ဒီလိုနေမျိုးမှာပဲလောကကိုအလင်းဆောင်မဲ့တိတ်တထမင်းသားလေးကိုပွားမြင်ခဲ့ပါတယ်။ဒီလိုနေမျိုးမှာပဲဒီဘပရင်္ဂလာမြတ်စွာဘုရားထံတော်ကနေဖျားဖြစ်ရပါလိမ့်မယ်လို့ဖြာလိုက်တော်ခံယူခဲ့ပါတယ်။ဒီလိုနေမျိုးမှာပဲမဟာဗောဓိပင်ချင်းရင်မှာကိလေသာအပူတွေငြိမ့်သက်လို့တပ်ပေညုတဉာဏ်တော်ကိုရရှိပြီးဖျားဖြစ်တော်မူခဲ့ပါတယ်။နောက်ဆုံးဒီလိုနေမျိုးမှာပဲလူနဲ့ပြမာတို့ရဲ့ဆရာသခင်ကအနုပ္ပါတိတေသနိဗ္ဗာန်ဓာတ်သို့ဆံဝင်တော်မူခဲ့တာဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့အောင်မြေအောင်နေကိုအမှတ်ရတဲ့အနေနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကရှေးအစဉ်အလာမပြတ်ညောင်ရည်သွန်းပွဲတော်ကိုကျင်းပကြပါတယ်။ဖျားပွင့်တော်မူရာဘောဓိညောင်ပင်ကြီးကိုရေကြီးရေးတွေလောင်းလှူကြတာဟာကျေးဇူးတရားကိုပေါ်ကျူးခြင်းတစ်မျိုးပါပဲ။ဒီလိုကဆုံလာပြည့်နေလေးမှာစတင်လို့ကိုယ်စိတ်နှစ်ပါးလုံးငြိမ်းချမ်းကြပါစေကြောင်း YTV မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။